တော့တိုးထဲမှာပြိဿရဲ့တပန်းကြောင်းလေးနဲ့သတင်းသုံးနေတဲ့အချိန်ညာဦးရန်ကြောလို့တန်းကောက်ရန်ရောက်လာတဲ့အချိန်မှာ12နာရီကျော်ပေါ့ဗျာကျောင်းတကားလေးပိတ်ကျောင်းထဲမှာတရားမှန်းပြီးတော့သတင်းသုံးနေတဲ့အမရိမြတ်ကြီးတထုံထုံနဲ့တကားလာခောက်တန်ကြားတယ်မရိမြတ်ကြီးကစဉ်းစားတယ်တဲ့ဩဒီချိန်ကြီးတိုင်းနေပြည်တွေကတရားဓမ္မတွေဘာမှဖြစ်လို့လဲဟဲ့ငါကြောင်းတကားလာခောက်တယ်ဆိုပြီးတော့ပြိဿရဲ့တကားဖွင့်ကြည့်တာဘွားဆိုဇဗင်တွေကဖားရခန္ဓာကိုယ်မှာပြိဿရဲ့အဝတ်ကမရှိဘူးတဲ့အယိုးပေါ်အရေးတင်ပြီးတော့ပြိဿရဲ့အမတန်ကြည့်စရာမြင်စရာမကောင်းတဲ့ခန္ဓာကိုယ်ကြီးနဲ့မျက်နှာတွေကလည်းပြိဿရဲ့အမတန်မှကြောက်စရာကောင်းတဲ့ပြိတ္တာကြီးနှစ်ကောင်အဲ့ဒါယန္နာကိုရောမြတ်မရိမြတ်ကဖက်ဘသူတွေတော့ရှင်ဖေဟာတပည့်တော်တို့ကိုသေချာကြည်စမ်းပါဖေဟာတပည့်တော်တို့ကိုမမေ့ဘူးလားဖေဟာဘယ်မှတ်မိမလဲကွယ်မင်းတို့ရဲ့ဘဝငါရဲ့ဘဝအချင်းတွေတူတာမှမဟုတ်တော့တာတခြားမဟုတ်ပါဘူးဖေဟာတပည့်တော်တို့ကရှင်ဖေဟာကိုမွေးခဲ့တဲ့မွေးသဘာခင်ကျေးဇူးရှင်နဲ့မွေးသမီးခင်ကျေးဇူးရှင်အရှင်ဖေဟာရဲ့အဖေနဲ့အမေပါဖေဟာတငါသေးမိဘနှစ်ပါးပါဖေဟာဩတက္ကကြီးနဲ့ဒကမကြီးဘလို့တွေမြန်ဖြစ်တာလဲရှင်ဘုရားရဲ့တပည့်တော်တို့နောင်တာကြီးစွာနဲ့အာဟုတော်တဲ့တပုံတပင်းနဲ့လူဘဝကဆွန့်ခွာလို့သေပွဲဝင်ခဲ့ရတယ်ဘုရားလူဘဝလာတော့ကလည်းတပည့်တော်တို့အတိတ်ကပါကုသိုလ်မှာပါမလာတဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခမွဲတွေနှုံချတဲ့ဘဝမှာတပည့်တော်တို့ဖြစ်ခွင့်ရတယ်ဘုရားအရှင်ဘုရားမွေးပြီးတဲ့တိုင်အောင်တပည့်တော်တို့ဘဝနှလမထိုးဘူးဘုရားဘာလုံးဘာကိုင်တပည့်တော်တို့ဘဝမှာအကျိုးဖြစ်ထွန်းမှုမရှိဘူးဘုရားအဲ့ဒါလိုနဲ့တန်ခါသမီးသားစုဘဝကနေတပည့်တော်တို့သေပွဲဝင်တော့ဘာနဲ့ပြန်လို့ပြန်ရမှန်းမသိခဲ့ဘူးဖရာတဲ့ရောက်ချင်းရရောက်ပေါက်ချင်းရပေါက်ဆိုပြီးတော့တပည့်တော်တို့30ဘုံတန်တရာခရီးနှင်လာလိုက်တာဒီဘဝပြိတ္တာဘဝတပည့်တော်တို့ရောက်ရတယ်ဖရာစားရမရှိဘူးဖရာရှင်ဖရာမြင်တဲ့အတိုင်းပဲပြိတ္တာဘဝရောက်ကြတဲ့ကတပည့်တော်တို့ဒီခန္ဓာကိုယ်ကြီးဘာအစာမှတပည့်တော်တို့ခရွင်းနဲ့ထဲခွင့်မရဘူးဖရာတပည့်တော်တို့ပြိတ္တာကြီးနှစ်ကောင်ဘဝနေစရာမရှိဘူးဖရာဟိုအပင်အောက်သွားနေတော်လဲပဲတပည့်တော်တို့ကိုယုတ်ကစိုးနတ်တွေကနှင်ချတယ်ဖရာဟိုရွာတွေဝင်မဲ့ကြံတော်လဲရွာဆောင်နတ်တွေကနှင်ထုတ်တယ်ဖရာဟိုအိမ်ကိုဝင်မဲ့ကြံတော်လဲအိမ်ဆောင်နတ်တွေကလက်မခံဘူးဖရာအရှင်ဖရာသားတော်ဖရာတပည့်တော်တို့မိဘနှစ်ပါးကိုဒီတိုင်းကြည်နေတော့မှလားဖရာကဲပါအောင်ဖရာဆိုတော့ပြိဿရဲ့ကဲဟုတ်ပါပြီကွယ်တခါကြီးတို့မကြီးတို့အခုချိန်ကတော့ညသကောင်ချိန်ကြီးဖြစ်နေတဲ့ဘာမှမတတ်နိုင်ဘူးမနှက်ပြန်ဘုံငါကိုရောမြတ်စီစဉ်ပေးမယ်ဆိုပြီးတော့ပြိဿရဲ့ကြောင်းနဲ့မလန်မကန်ရှိတဲ့တစ်ပင်တပင်အောက်မှာအဲ့ဒီပြိတ္တာကြီးနှစ်ကောင်ခဏထားမြန်ပြောမနဲ့မောတော်လင်းရောက်တဲ့အခါကျတော့တိုင်းနေပြည်တဲ့ရွာတွေကိုကိုရောမြတ်ကြီးဆုံးခံထွက်ပြန်လာတဲ့အခါကျတော့ပါလာတဲ့ဆွမ်းတွေကိုသူမဖုံးပေးဘူးတဲ့ငါဒီတိုင်းတရားပေးခွင့်တော့ရှိမှာမဟုတ်ဘူးဒါဆိုရင်တရင်သုံးပါးတန်ဃာတွေပင်းပြီးတော့တန်ဃာတော်ရှင်သူမြတ်တွေကိုခံလာတဲ့အလိုကမ်းလာတဲ့တပိတ်ထဲမှာပါလာတဲ့ဆွမ်းတွေကိုတေချာကအရှင်ဖရာတို့ဘဝတော်မှာပြောင်းရွှေ့ကွယ်လွန်သွားတဲ့တပည့်တော်အဖေဥပရုနာမည်မရှိဘူးလားတပည့်တော်ရဲ့မေတော်ဒေါ်ဘရုနာမည်မရှိဘူးလားနာမည်ကင်မွန်တွေကိုတေချာကောပြီးတော့ယေရှုပြီးတော့တပည့်တော်ဒီဆွမ်းနေတန်ခါတဒီမှာတန်ခါတော်ကလှူဒန်းပါတယ်ဖရာလို့တန်ခါတွေကိုဆွမ်းကပ်ပြီးတော့ဟိုးခဝေဝေသစ်ပင်အောက်မှာတနာစရာဘုံဘဝအတိဒုက္ခရောက်နေတဲ့မိဘနှစ်ပါးပြိတ္တာကြီးနှကောင်တန်အသာသွားအဖေနဲ့အမေတကားကြီးနဲ့ဒကမာကြီးပြိတ္တာကြီးတို့ဟိုမှာလှမ်းကြည့်လိုက်တန်ဃာတော်တွေစွမ်းဖုံးပေးနေတာအဖေတို့အတွက်အမေတို့အတွက်ရည်စုံပြီးတော့စွမ်းနေကပ်ခဲ့တာအဖေအမြယူတော်မူပါအမေအမြယူတော်မူပါလို့အမြတွေပေးလိုက်တာပြိတ္တာကြီးပြိတ္တာမကြီးမိဘနှစ်ပါးသာဓုလို့အာယဝန္တာသုံးငိမ်ခေါ်လိုက်တာပြိတ္တာရင်မကောင်းတဲ့ဒုက္ခတိပြိတ္တာဘဝကနေကောင်းစွာမသွေလွတ်မြောက်ခဲ့ပါပေတော့တည်း